ဝမ်ချန်ပီယံရှစ်ကတော့ဘရိုနီကာကိုခက်ခဲတဲ့စာမေးပွဲတစ်ခုကိုဖြေဆိုခိုင်းလို့လာခဲ့ပါပြီ။မင်္ဂလာပါလူရင်းတူရှင်ကပါ။ဝမ်ချန်ပီယံရှစ်ကတော့ဘရိုနီကာကိုကေဘော့စင်မှာဘယင်မဖြစ်ချင်နေတဲ့အနစ်ဆာမဆန်နဲ့ပွဲတက်ပေးလိုက်ပါပြီ။အနစ်ဆာမဆန်ကတဲ့ရွယ်အဖြစ်38နှစ်ရှိပြီးကြောက်ဘက်ကိုခြေလန်းစလှမ်းနေပြီလို့လည်းပြောလို့ရနိုင်ပါတယ်။နတ်ဆာမဆန်ကဂလိုရီကစ်ဘော့စင်မှာချန်ပီယံဘွဲ့များစွာနဲ့တူပါနာမည်ကြီးဖိုက်တာတယောက်လို့လည်းပြောလို့ရနိုင်ပါတယ်ထိုးဘဲရကော့ကတော့တော်လေးကိုကောင်းမွန်နေတာတွေ့ရပါတယ်ကစ်ဘော့စင်မှာပွဲ100ကျော်ထိုးထားတယ်104ပွဲကိုနိုင်ယူထားပြီး9ပွဲသာရှုံးထားတာပါဒီအဂျီဒီယာပြစ်တဲ့ဖိုက်တာကဝမ်ချန်ပီယံရှစ်မှာလည်း4ပွဲနိုင်2ပွဲရှုံးရလက်ပိုင်ဆိုင်ထားတယ်အားလုံးကိုခြုံငုံပြီးကြည့်ရင်တော့ဒီရလက်ကတော်လေးကောင်းမွန်တဲ့ရလက်လို့ပြောလို့ရမှာပါစွမ်းဆောင်ရည်လည်းတော်လေးကိုကောင်းပါတယ်ဝမ်ချန်ပီယံရှစ်ရဲ့အတန်ဝေတန်ကေဘော့စင်မှာဘယ်မှဖြစ်ချင်နေတဲ့အနစ်ဆာမဆင်နဲ့မဆင်ကိုတစ်ချိန်ကထိုင်းဖိုက်မှာဘယင်မဖြစ်မင်းမူခဲ့ဘူးတဲ့ကျွန်တော်တို့ရဲ့မြန်မာကရန်တရင်သူလေးတိုင်းရင်သူကြားမလေးဘရိုနီကာနဲ့လာမယ့်နိုဝင်ဘာလ9ရက်နေ့မှာကေဘော့စင်အောက်ခေါင်းစဉ်အောက်ကနေပြီးဝမ်ချန်ပီယံရှစ်ကပွဲထုတ်လာခဲ့တာပါဒီပွဲကဘရိုနီကာအတွက်တော့ခက်ခဲမဲ့နေထားပါမလွယ်ကူပါဘူးဒါပေမဲ့ဘရိုနီကာဟာလည်းဘောက်ဆင်ဘက်ဂရောင်းကနေလာတဲ့ဖိုက်တာဖြစ်နေတဲ့အတွက်မွေထိုင်းမှာလည်းတွေ့ကြုံရှိနေပြီးသားမို့အရန်ကြီးတော့ခက်ခဲလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးအနစ်ဆာမဆန်ကကြောက်ဘက်ကိုရောက်ခါနေမှာဝမ်ချန်ပီယံရှစ်ကိုရောက်လာတဲ့အတွက်အသက်အရွယ်ကွာဟမှုကဘရိုနီကာအတွက်တော့အရန်ကောင်းတဲ့အားသာချက်လည်းဖြစ်နိုင်ပါတယ်တဲ့ရွယ်ကြီးနေပြီဖြစ်တဲ့အတွက်အနစ်ဆာမဆန်ကပွဲတွင်းမှာတက်လုံတင်မကောင်းနိုင်ပါဘူးဒီချက်ကိုသိလို့ဘရိုနီကာသာနက်ဆာမဆင်ကိုဘော်ဒီထိုးချက်တွေနဲ့ဖိအားပေးနိုင်မယ်ဆိုရင်တော့ဘရိုနီကာတွဲဒီပွဲကခွင့်ရရှိနေပါတယ်တိုင်ကားမွေထိုင်းလိုချင်းမှာလက်ကျင်နေတဲ့အတွက်အခုကျွန်တော်မြင်တဲ့ချက်တွေကိုဘရိုနီကာရောသူ့ရဲ့ဆရာသမားတွေကပါလဲမြင်နိုင်ပါတယ်ဖိုက်တာနဲ့နီးပြတွေကတော့ကိုရီထက်ပိုပြီးမြင်နိုင်မှာပါသိနိုင်မှာပါကေဘော့စင်ထိုးရမှာဆိုပေမဲ့ဘရိုနီကာအတွက်တော့တိတ်ပြီးစာမဖွဲ့လောက်ဘူးထင်ပါတယ်ဘရိုနီကာကလက်တီတွဲလုံးနဲ့ခြေကန်ချက်တွေကိုအဓိကထောက်သုံးတတ်တဲ့ဖိုက်တာပါမာကုံလည်းတစ်တင်ရှိတယ်လက်တီထိုးချက်တွေကလည်းတိကျတယ်ပညာရပိုင်းမှာလည်းပြည့်စုံတဲ့လောက်ရှိတယ်ပြိုင်ဘက်ဖိုက်တာကတော့ကေဘော့စင်ဖိုက်တာမှုပညာရပိုင်းကပြောစရာမရှိပါဘူးခြေတော့မူးမှန်တွေကစတကယ်ခြေတော့မူးမှန်လှုပ်ရှားမှုတွေကစတော်လေးကိုကောင်းပါတယ်တကယ်လို့ပြိုင်ဆိုင်လာထိုးကြမယ်ဆိုရင်တော့မာကုံနဲ့တိကျတဲ့လက်သီးချက်တွေရှိတဲ့ရိုနီကာဘက်မှာဒီပွဲကနိုင်ချေ85ရာခိုင်နှုန်းလောက်ရှိတယ်လို့ကျွန်တော်မြင်တယ်တိုင်ကားမွေထိုင်းပိုင်ရှင်ရဲ့ပြောဆိုမှုတွေရာတကယ်လို့များဘရိုနီကာသာဒီပွဲမှာစွမ်းဆောင်ရည်ကောင်းကောင်းနဲ့နိုင်ယူလိုက်နိုင်မယ်ဆိုရင်နောက်ထပ်ဘရိုနီကာပွဲလာမဲ့ပွဲကချန်ပီယံစိန်ခေါ်ပွဲလည်းဖြစ်သွားနိုင်ပါတယ်ဒီချက်ကကျွန်တော်တို့မြန်မာပရိသတ်တွေနဲ့တိုက်ရိုက်ကိုသက်ဆိုင်နေတာပါဘာဖြစ်လို့လဲဆိုတော့ဂျော်ရှူအာပန်ကြောင့် UFC ကိုအာယုံစိုက်သွားမဲ့ပရိသတ်တွေကိုဘရိုနီကာရဲ့ချန်ပီယံစိန်ခေါ်ပွဲနဲ့ပရိသတ်တွေကိုပြန်လည်ဆွဲယူထားရမှာမို့လို့ပဲဖြစ်ပါတယ်ကေပေါစင်ရဲ့ဘယ်မှာဖြစ်ချင်နေတဲ့အဂျီရီယာပြတဲ့ဖိုက်တာမှာလေအနစ်ဆာမဆင်နဲ့ထိုက်ဖိုက်ရဲ့ဘယ်မှာဖြစ်ခဲ့ဘူးသူမြန်မာကရင်တန်းရင်သူကြားမလေးရိုနီကာတို့ရဲ့ထိတိုက်တွေ့နေတဲ့ပွဲကစိတ်ဝင်စားစရာပါအွန်လိုင်းအစမ်းခက်လုံးမြန်မာဖိုက်တာတွေထဲမှာမြန်မာပြည်ရဲ့နဂတ်ချန်ပီယံမျှော်လင့်ချက်လင်းရောက်ဖိုက်တာတယောက်ဖြစ်တဲ့ဘရိုနီကာတယောက်သူမရဲ့စိတ်ကူးအိမ်မဲတွေတိုင်းချန်ပီယံတယောက်ဖြစ်သူပုံမနီးစပ်လာနိုင်ပါလေကေပေါစင်ရဲ့ဘယ်မှာဖြစ်ချင်နေတဲ့အဂျီရီယာပြင်တဲ့ဖိုက်တာမှာလေအနစ်ဆာမဆန်နဲ့တစ်ချိန်ကထိုင်းဖိုက်ရဲ့
ဘယ်မှဖြစ်ခဲ့ဘူးသူမြန်မာကရန်တင်းရင်သူကြားမလေးဘရိုနီကာတို့ထိတ်တိုက်တွေးကြတဲ့ပွဲကအရန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လူရင်းတူရှင်းကပါ